Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မြန်တို့ကမကာအိုမှာလဲရင်းနဲ့ Ofufu ဆိုတဲ့ cafe ဆိုင်လေးတွေ့ပါတယ်ဒီဆိုင်မှာဘာလေးစားမလဲဆိုတာလိုက်ပြီးတော့ကြည့်ပေးကြပါအောင်နော်ရှိပါတယ်ပြီးတော့ steak တွေရှိတယ် dessert တွေလည်းအများကြီးပဲရှိပါတယ်ပြီးတော့အကျော်တွေရော pizza တွေရောအများကြီးရှိပါသေးရဲ့ရှင်ပထမဦးဆုံးတစ်ခုကတော့အမဲသား steak ဖြစ်ပါတယ်အမဲသားကိုသူကမကြက်ကြက်လေးနဲ့ sauce လေးနဲ့ခင်းထားပေးတာပါအရသာချိုချိုလေးနဲ့စားလို့ရမ်းကောင်းပါတယ်ရှင်ဒီဟာတော့ဝတ်သားလိုက်ပါဝတ်သားထဲမှာမိုးလေးနဲ့ထည့်ပေးလိုက်တာဖြစ်ပါတယ်ကောင်းနဲ့ lemon sauce နဲ့ရောပြီးတော့ချက်ထားဖြစ်ပါတယ်အရသာကတော့ချင်းချင်းချိုချိုလေးပါပြီးတော့ချက်ပေါင်ကြော်ရယ်ပြီးတော့ချက်တောင်မှန်ကြော်အစားတော့ရယ်ချက်တောင်မှန်ထဲကိုကစုံဦးလေးတွတ်ထားပေးရပါရှင်နောက်တစ်ခါတော့ချက်သားကို cheese နဲ့ကြော်ထားပေးရပါဆက်လေးမှာပြီးတော့ရတာပြောင်းတော့အောင်စားလိုက်ပါရယ်ပြီးတော့ဒုတိယတစ်ရောင်းထပ်ပြီးတော့စားပါမယ်ဒီဟာတော့ရင်းနှီးရယ်ငါးရယ်မိုးရယ်အချိုချက်လေးပါပြီးတော့ဆယ်မွန်နဲ့နောက်ထပ်ငါးတစ်မျိုးနဲ့ပေါ့နော်ဆလတ်ရယ်ပြီးတော့အမေသားတပွေးထမခဲ့ပါတယ်ဒီဟာကတော့ဘကာရက်ထည့်တဲ့အမေသားလိုပုံစံမျိုးဟာပါအရာအသားတွေအကုန်လုံးကတော့သူ့ဟာနဲ့သူ့ကိုအကုန်လုံးစားလို့ကောင်းပါတယ်ရှင်ကဲစကုံးလေးစားပြီးပြီဆိုတော့ပြန်มาတော့မယ်ရှင်ဗလော့လေးကိုဆုံးထိကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ဗလော့လေးမှာပြန်လည်ဆုံတွေ့ပါဦးမယ်နော်အားလုံးပဲတတား